ရွာစွန်ကညောင်ပင်ကြီးအောက်မှာမွေးထိုင်နှံတွေကမှုန်ထူနေပါတယ်လူအုပ်ကြီးကလည်းအမှောင်ထဲမှာတိတ်ဆိတ်စွာဝိုင်းကြည့်နေကြတယ်အလယ်မှာတော့အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ဆရာဟင်းကဖြာချမ်းပေါ်မှာထိုင်နေတာပေါ့သူ့ရှေ့မှာတော့သပင်ဖားလျားနဲ့မိန်းကလေးတယောက်ဟာတုံတုံရီနဲ့ဝတ်နေတာရှာတယ်မင်းဖက်ကလည်းဘာကြောင့်ဒီခန္ဓာကိုယ်ကိုဖတ်တွယ်နေတာလဲလို့ဆရာဟင်းကဟင်းဟောက်လိုက်ပြီးဘေးနားကအင်းတုံးနဲ့ကြမ်းမြင့်ကိုဝုန်းကနေစောင့်ချလိုက်တယ်မင်းကလေးကရုတ်တရက်ခေါင်းကိုထောင်းလိုက်ပြီးလူတံမဟုတ်တဲ့အတန်ဆိုးကြီးနဲ့ရဲမောလိုက်တယ်ငါမထွက်ဘူးဒါငါပစ္စည်းငါအပိုင်လို့အော်ဟစ်လိုက်ချိန်မှာပဲဆရာဟင်းကသူ့ရဲ့ခါးကြားထဲကအင်းချထားတဲ့ဓမြောင်ကိုထုတ်လိုက်ပါတော့တယ်ပြီးတော့မင်းကလေးရဲ့ရှေ့မှာအနက်ရောင်အမွှေးတိုင်တွေကိုစိုက်ပြီးတစုံတစ်ခုကိုတိုးတိုးလေးရွတ်ဖတ်နေတယ်လေပြင်းတွေကတဝေါဝေါတိုက်ခတ်လာပြီးနတ်စင်ကြီးပေါ်ကမီးအိမ်တွေကလည်းတစ်ဖြက်ဖြက်နဲ့ငိမ့်လူနီးပါဖြစ်ကုန်ကြပါတော့တယ်ဆရာဟင်းကမင်းကလေးရဲ့နှစ်ဖူးကိုအင်းနဲ့ရိုက်လိုက်ချိန်မှာပဲအာဆိုတဲ့ဆူဆူဝါဝါအော်တန်ကြီးနဲ့အတူသူမရဲ့ပါဇက်ထဲကနေသွေးစွန်းနေတဲ့ကြေးပြားအဆုပ်ကလေးတစ်ခုအရှိန်နဲ့လွင့်ထွက်လာတယ်။အဲ့ဒီအချိန်မှာပွဲခွင်းတစ်ခုလုံးအမှောင်တီးကျသွားတော့တာပဲ။ဒီအချိန်မနေ့တနေ့ကမှတရေလိုက်လို့ဖျားသွားတဲ့ဘာထူးတစ်ယောက်နေပြန်ကောင်းကစားပဲရှိပါသေးတယ်။ဒါပေမဲ့ကြီးတော်ကဟိုဘက်ရွာကိုဟင်းစားသွားဖို့ခိုင်းလို့ရိုင်းတိုင်းတိုင်းနဲ့ပဲထွက်လာလေရဲ့။ဘာထူးကဟိုဘက်ရွာကဦးလေးဖြစ်သူအိမ်ကိုဟင်းစားပို့ပြီးအပြန်ရွာစုံလန်းအတိုင်းခတ်တုတ်တုတ်လျှောက်လာတာပေါ့။ပွဲခင်းထဲကအုပ်အော်တောင်းတဲ့အတန်တွေကြောင့်ဘာထူးလက်ခြေလန်းတွေတုံသွားတယ်။ဘာဖြစ်နေကြလဲမသိဘူးလို့တိုးလေးရေရွရင်ဘာထူးကဆွတ်ဆွကျင်စိမ့်နဲ့လူအုပ်ကြားတဲ့ကိုမဝင့်မရဲတိုးကြည့်မိပါတယ်။အဲ့ဒီအချိန်မှာပဲလေပြင်းကြီးကသူ့ကိုပါလှစ်ပြစ်မတက်တိုက်ခိုက်လာပြီးအမှောင်ထဲမှာဘာထူးချွေချော်လဲကျသွားပါတော့တယ်။အာကျွတ်လို့ညီရင်ညီကြီးကိုအားပြုတ်ပြီးထားဖို့ကြိုးစားချိန်မှာသူ့လက်ကအေးဆက်ဆက်နဲ့အရာတစ်ခုကိုသွားဆန့်မိတယ်။ဘာထူးကအမှောင်ထဲမှာဘာမှမသိပဲအဲ့ဒီအရာကိုအိတ်ထဲအမှတ်တမဲ့ထိုးထည့်လိုက်ပြီးလူအုပ်ကြားထဲကနေအမြန်ဆုံးယုံထွက်ခဲ့ပါတော့တယ်။ဘာထူးအိမ်ရောက်ပြေးလာခဲ့ပေမဲ့သူ့စိတ်ထဲမှာတစုံတစ်ယောက်ကသူ့နောက်ကနေတရွတ်တိုက်လိုက်လာတယ်လို့မျိုးခံစားနေရတော့မှာပဲ။အိမ်ထဲရောက်မှမီးအောင်မှာနားနေတော့ဘာထူးတတိယပြီးသူ့အိတ်ထဲကိုနှိုက်ကြည့်လိုက်တယ်။ငါဆော့ဆော့ကဘာကောက်လိုက်တာလဲမသိဘူးလို့တွေးရင်အိတ်ထဲကပစ္စည်းကိုထုတ်ကြည့်လိုက်တော့ဘာထူးမျက်လုံးပြူးသွားတယ်။အဲ့ဒါကဆရာဟင်းရဲ့ပွဲကင်းထဲကလွှဲထွက်လာတဲ့သွေးစွန်းနေတဲ့ကြေးပြားကြီးဖြစ်နေပါတယ်။ဘာထူးလက်မီကြေးပြားကိုကြားမြင်မှာပစ်ချလိုက်ပေမဲ့သူ့လက်ဝါးမှာတော့အဲ့ဒီကြေးပြားရဲ့ပုံစံအတိုင်းမျိုးမဲမဲအမှတ်သားကြီးကထင်ကြံရစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းပြင်ကနေတစုံတစ်ယောက်ကတကားကိုခက်မှန်မှန်ခောက်နေတဲ့အတန်ကိုကြားလိုက်ရပါတော့တယ်။ဒီလိုဇာတ်လမ်းကောင်းလေးတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင်တော့ Story.mm အကောင့်ကိုအပေါင်းလေးနဲ့ follow လေးလုပ်ခဲ့ပါနော်။